ဆိုအားလုံးမင်္ဂလာပါကျွန်တော်တို့ဒီဒလရုံးခွဲမှာပေါ့နော်အင်တာဗျူးတင်တန်းတွေကိုစပြီးတော့ပေးတော့မှာဖြစ်တယ်အဓိကတော့ DR နဲ့ ER ပေါ့ GS နဲ့ Cook ကကျွန်တော်တို့ကအင်တာဗျူးတင်တန်းတိတ်မခေါ်တော့ဘူးပေါ့နော်ဘာလို့လဲဆိုတော့အခေါ်လဲနည်းတဲ့ကြောင့်မို့ဟိုဒီတိုင်းပဲကျွန်တော်တို့ interview question တွေကိုပေးလိုက်တယ်အခေါ်ရှိတဲ့ခါကျရင်သူတို့လေ့လာခိုင်းတယ်နော်ဒါမှမဟုတ် GS နဲ့ Cook ကလည်းဒလမှာ interview တင်တန်းတက်ချင်တယ်ဆိုတော့ DR ER အတန်းမှာရောတက်နေရဆိုတော့ကျွန်တော်တို့က DR ER ကိုဦးစားပေးအခေါ်များတဲ့ကြောင့်မို့ DR ER interview တင်တန်းစပြီနော်ဒလမှာဒီမိုတင်တန်းတက်ချင်တဲ့ interview တင်တန်းတက်ချင်တဲ့ညီကိုတွေအတွက်စီစဉ်နေပြီအပတ်စဉ်တောက်ကြနေတိုင်းမှာရှိပြီဆိုတော့တောက်ကြနေတိုင်းဖြစ်သွားတော့တရေပဲဖြစ်သွားတဲ့ကြောင့်မို့ကျွန်တော်တက်လာလို့တင်ပါသေးတယ် day back လို့ပေါ့ဆိုတော့ line တွေလည်းတစ်ခါတည်းချိန်ပြီးနေပြီဆိုတော့ DR ER ပေါ့နော်အဓိကအသက်28အောင်အသက်28အောင်ဆိုတော့ volunteer ဆင်းကြည့်ရင်လည်း volunteer ဆင်းရမယ် line တွေရှိမယ် volunteer မဆင်းကြည့်ဘူးဒီတိုင်းပဲတက်ရှင်နေဆိုလေဒီတိုင်းပဲတက်လို့ရမယ် line တွေရှိမှာနော်တော့ဒလအညီကိုအကုန်လုံးဒီ VIP Siemens Service ဒလရုံးခွင့်နဲ့ဆက်သွယ်ပြီးတော့ interview class ကို join လုပ်ရအောင်နော်